တနေ့မှာကျွန်တော်ဟာအမျိုးသမီးတယောက်ဝစ်ဆင်ထားတဲ့အတွင်းခံဟာရှေးဟောင်းပစ္စည်းအစ်စ်ဖြစ်နေတာကိုမတော်တဆသိလိုက်ရတယ်။အဲ့ဒါကိုအတီးပြုဖို့စူးစမ်းရင်းနဲ့ပဲပါရိုက်တာခံလိုက်ရပါတော့တယ်။ကျွန်တော်လည်းကိုယ့်ရဲ့ရုပ်တရက်ဆန်တဲ့အပြုတ်မှုအတွက်တောင်းပန်ပြီးသူမကိုရှေးဟောင်းပစ္စည်းတစ်ခုပြန်ရောင်းဖို့စူးစမ်းခဲ့တယ်။သူမကအဲ့ဒီကြွေစလုံးကိုစစ်ဆေးကြည့်ပြီး$50တန်တဲ့အတူပဲလို့သတ်မှတ်ခဲ့ပေမဲ့ကျွန်တော်ကတော့မငင်းခဲ့ပါဘူး။အဲ့ဒီအစားစလုံးလေးကိုရေတစ်ခွက်ရေနွေးတစ်ခွက်လောင်းထည့်ပြလိုက်တဲ့အခါမှာတော့အားလုံးအံ့ဩသွားကြတယ်။ရေရဲ့အပူချိန်အလိုက်စလုံးထဲမှာတက်ဝင်လှပတဲ့ရှုခင်းပုံရိပ်တွေကပြောင်းလဲပေါ်ပေါက်လာလို့ပါ။ဒါကိုမြင်သွားတဲ့အမျိုးသမီးက$9တန်းနဲ့ချက်ချင်းဝယ်ယူခဲ့ပါတယ်။ဒါပေမဲ့သူမပေးတဲ့ချက်လက်မှတ်မှာ$3တန်းပိုနေတာကိုတွေ့လိုက်ရတယ်။သူမကကျွန်တော်ရဲ့ရှေးဟောင်းပစ္စည်းခွဲခြားနိုင်စွမ်းကိုသဘောကျလို့နောက်အကူအညီတောင်းဖို့အတွက်ကြိုတင်ပေးထားတာလို့ဆိုပါတယ်။အဲ့ဒီနောက်ကျွန်တော်တို့နှစ်ယောက်ရှေးဟောင်းပစ္စည်းအယောင်းဝယ်ဈေးကိုရောက်သွားခဲ့ကြတယ်။ကျွန်တော်ရဲ့ Crave Vision တက်မှန်ရိုက်တယ်လို့မြင်နိုင်စွမ်းကိုတုံးပြီးစစ်ဆေးလိုက်တဲ့အခါဝိုင်းခွက်တစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီခွက်ဟာရှေးဟောင်းပစ္စည်းနဲ့တူအောင်မျောစာချင်းထဲမှာနှစ်လောက်မြုပ်ထားခဲ့တဲ့ခွက်တစ်ခုပါ။အဲ့ဒီအချိန်မှာတထေးသားတစ်ယောက်ကရောက်လာပြီးအဲ့ဒီခွက်ကိုရှာနဲ့ရက်ကြီးကပစ္စည်းအစ်စ်ပဲဆို$5000နဲ့ဝယ်ဖို့ကြိုးစားပါတော့တယ်။ကျွန်တော်နဲ့အတူပါလာတဲ့အမျိုးသမီးကလိုက်လံဈေးတန်းပြီးမဲ့ကျွန်တော်ကအချိန်မီထားလိုက်ပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီတထေးသားက$1တန်းနဲ့အဲ့ဒီခွက်ကိုဝယ်လိုက်ပြီးကျွန်တော်တို့ကိုလာကြွားနေသေးတာ။ကျွန်တော်ကဒါဟာမျောစာချင်းထဲမှာမြုပ်ပြီးတက်ပြူအောင်လုပ်ထားတဲ့အတူဖြစ်ကြောင်းရှင်းပြပြီးအပေါ်ရန်အလွှာကိုပို့တိုက်ပြလိုက်တဲ့အခါမှာတော့တထေးသားတယောက်သူခုနကရက်ခဲ့တဲ့ခွက်ကချေးနှံတွေနေတုံးပဲဆိုတာသိသွားပြီးလူကြားထဲမှာအဆက်ကွဲပါတော့တယ်။အဲ့ဒီနောက်လမ်းဘေးက$50တန်ကြောက်စုဟောင်းကြီးတစ်ခုကကျွန်တော်အာယုံကိုဆွဲဆောင်သွားခဲ့ပြန်တယ်။ကျွန်တော်ကဝယ်ဖို့ပြင်နေတုန်းခုနကတထေးသားကရောက်လာပြီး$1000နဲ့ဖြတ်ဝယ်ဖို့ကြိုးစားတယ်။ကျွန်တော်က$1သိန်းထိဈေးမြင့်ပေးလိုက်ပေမဲ့သူကတော့ဒါဟာ$100တောင်မတန်တဲ့ပစ္စည်းအစ်စ်မဟုတ်ဘူးဆိုတာသိသွားပြီးကျွန်တော်ကိုလှောင်ပြောင်ဖို့$100ပဲပေးပါတော့တယ်။လူတွေအားလုံးကကျွန်တော်ကိုအယူလို့ဝိုင်းလောင်နေကြပေမဲ့အဲ့ဒီအမျိုးသမီးကတော့ကျွန်တော်ကိုယုံကြည်ပေးခဲ့ပြီးအဲ့ဒီတန်ကြောက်စုကြီးကိုဝယ်လိုက်ပါတယ်။ကိုယ့်ကိုလုံးဝ unconditional trust ယုံကြည်ပေးတဲ့အတွက်ကျွန်တော်အရန်ကိုစိတ်လှုပ်ရှားသွားရတယ်။အဲ့ဒီနောက်ကျွန်တော်ကကြောက်စုရဲ့မျက်လုံးနေရာကိုဖြုတ်ပြလိုက်တဲ့အခါမှာတော့အထဲမှာ$80ကျော်တန်နဲ့ပန်းနီလာ sapphire တစ်စုံရှိနေတာကိုအားလုံးအံ့အားသင့်ွယ်တွေ့လိုက်ရပါတော့တယ်။ကျွန်တော်ကတော့ဒီလောက်တန်ဖိုးရှိတဲ့ယတနာကိုသူမရဲ့ယုံကြည်မှုအတွက်လက်ဆောင်ဖြစ်ပြန်ပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့လောကမှာအကန့်အသတ်မရှိတဲ့ယုံကြည်မှုကဘာနဲ့မှမလဲနိုင်တဲ့တန်ဖိုးအရှိဆုံးလက်ဆောင်မှုလို့ပါ။ Subscribe နဲ့ like လေးလုပ်ပေးခဲ့ကြပါဦးဗျ။